အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ခိုင်ပါဒီနေ့ကျွန်တော်ပြောပြမယ်ဇာတ်လမ်းလေးကတော့ရန်ကုန်မန္တလေးမြန်လမ်းမပေါ်ကကားသမားတွေကြားထဲမှာနှစ်ပေါင်း30ကျော်တိုက်တန်းခံခဲ့ရတဲ့ဖြစ်ရမှန်တွေကိုအခြေခံထားတဲ့မိုင်းတိုင်း44ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တရေဇာတ်လမ်းဆိုတာ6လမ်းဖို့တော့ပဲလားဒါမှမဟုတ်ကျွန်တော်တို့နားမလည်နိုင်တဲ့နောက်ွယ်အကြောင်းရင်းတစ်ခုရှိနေတာဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပြီးတော့ခင်ဗျားတို့အမြင်ကိုပြောပြပေးတော့ပါဦးဗျာဇလန်အစသူ့နာမည်ကတော့ကိုအောင်အသက်က43သူကကုမ္ပဏီတစ်ခုမှာကုန်တင်ကားမောင်းပြီးတော့ရန်ကုန်နဲ့မန္တလေးကိုကုန်ပစ္စည်းပို့ပေးရတဲ့လူတစ်ယောက်ပေါ့ဗျာသူဒီလမ်းကိုမောင်းလာတာ17နှစ်ရှိပြီလမ်းရဲ့အနေအမြင့်ဘယ်နေရာကတံတားဘလို့တုံတက်တယ်ဘယ်နေရာကလမ်းကျင်းတယ်ဆိုတော့သူကအကုန်သိတယ်ညသကောင်ကျော်ရင်ဘယ်လက်ဖေးဆိုင်ကဖွက်တက်တယ်ဆိုတာမျိုးကိုလည်းသူသိတယ်ပြီးတော့သူတို့ကားသမားတွေကြားထဲမှာပြောလို့ရှိတဲ့မိုင်းတိုင်း44ကအမျိုးသမီးအကြောင်းကိုလည်းသူသိတာပေါ့ဗျာကားသမားတွေရဲ့ပြောပြချက်ကတော့တော်တော်လေးတူညီကြတယ်အဖြူရောင်ဒါမှမဟုတ်အယောင်ဖြုတ်ဖြုတ်ဝတ်ထားတဲ့အမျိုးသမီးတို့ညသကောင်ကနေမနက်3နာရီအတွင်းမိုင်းတိုင်း40နဲ့50ကျော်မှာပေါ်လာတတ်တယ်အမြဲတမ်းကြိုးပေးထားတတ်တယ်ဒါဟာအကြောင်းရင်းမှုဆိုတာတပူတဲ့ကိုမြင်နေတဲ့အရာကတက်ရှိမဟုတ်ဘူးဆိုတော့အလိုလိုသိနေတဲ့ခံစားချက်မျိုးပေးတယ်လို့ဆိုကြတယ်။ကိုအောင်ဟာဒီလမ်းမှန်ကိုညာပေါင်းညာနဲ့ချီပြီးဖြတ်မောင်းခဲ့ဘူးပဲ။တခါမှသူမမမြင်ဘူးခဲ့ဘူး။ပြီးတော့ကားကိုလည်းတခါမှမရက်ခဲ့ဘူး။ဒါပေမဲ့အော်တိုဝါလာ14ရက်နေ့ညမှာတော့သူရွေးချယ်စရာမရှိတော့ဘူး။သူမန္တလေးကနေရန်ကုန်ကိုအပြန်လမ်းမှာနင်းနောက်ကျနေတယ်။သူ့ကားပေါ်မှာကြွေပြားတွေတင်လာတာည1:48မိနစ်မှာတော့သူ့ရှိမီးအောင်ထဲမှာအရေးတစ်ခုကိုတွေးလိုက်ရတယ်။လမ်းမေးမှာမဟုတ်ဘူး။လမ်းမကြီးကလေတက်တယ်90ကီလိုမီတာနှုန်းနဲ့မောင်းလာတဲ့သူ့ကားကြီးကိုဂီယုံစိုက်တယ်လို့မျိုးသူမကြောပေးပြီးတော့ရက်နေ။ကိုအောင်ကဘရိတ်ကိုဝုန်းကနေနင်းလိုက်ရတယ်။ကားကသူမနဲ့15မီတာလောက်အကွာဝေးမှာရပ်သွားတယ်။ကိုအောင်ရဲ့ရင်တွေဒိန်းဒိန်းနဲ့ခုန်နေပြီ။ကားမီးအောင်ကသူမစီကိုတဲတဲကြနေတယ်။သူမအဖြူအောင်အင်ဂျင်နဲ့ထမင်းကိုဝတ်ထားတယ်။စပင်ကရှည်ပြီးတော့ဖားလျက်ချထားတယ်ထူးဆန်းတာတစ်ခုကကားရဲ့ရှေ့မီးရောင်ကသူမစီကိုတိုက်ရိုက်ထိနေပေမဲ့သူမရဲ့အရေးကရှေ့ကိုကျမနေဘူးသူမစီမှာအရေးမရှိဘူးကိုအောင်ကကားကိုပါကင်ထိုးလိုက်တယ်ဒါပေမဲ့အင်ဂျင်ကတော့မတက်ဘူးသူစဉ်းစားနေမိတယ်ကားမရဲနဲ့ဆိုတဲ့စီကံအောင်ဒါပေမဲ့တကယ်လို့ဒါကတကယ်ဒုက္ခရောက်နေလူတယောက်ဆိုရင်သူဒီတိုင်းမောင်းထွက်သွားရင်သူ့ကိုယ်သူဘယ်တော့မှခွင့်လွှတ်နိုင်မှာမဟုတ်ဘူးအဲ့ဒါနဲ့ပဲသူကားတကောက်ကိုဖွင့်ပြီးတော့ကားပေါ်ကနေဆင်းလိုက်တယ်သူမစီကိုရှောက်သွားလိုက်တယ်။အန်ဒီအဆင်ပြေရလား။ဒါကလမ်းမကြီးလေ။ဒီမှာရက်နေမလုံခြုံဘူးဆိုပြီးသူကလမ်းပြောလိုက်။သူမတဖြည်းဖြည်းချင်းလှည့်ကြည့်လာတယ်။ကိုအောင်ရဲ့ခြေလမ်းနဲ့ရက်တန့်သွားတယ်။သူမကအသက်35-40လောက်ပဲရှိအောင်မယ်။ဒါပေမဲ့သူမရဲ့မျက်နှာဓာတ်ပုံရိုက်ဝါးနေတဲ့ပုံစံလိုမျိုးဖြစ်နေတယ်။မျက်စိနှာခေါင်းပါးစပ်အကုန်ပါပေမဲ့တခုခုကလွဲနေတယ်လို့မျိုးပဲ။ပြီးတော့သူမအသက်မရှူနေဘူး။ရပါအေးဆက်တဲ့လေထဲမှာကိုအောင်ရဲ့အသက်ရှူငွေတွေကိုမြင်နေရတယ်။ဒါပေမဲ့သူမစီကနေဘာငွေမှထွက်မလာဘူး။ဒဏ်ရာရထားလို့လားကျွန်တော်ဘာကူညီပေးရမလဲ။သူမဘာမှပြန်မပြောဘူး။သူမခေါင်းကိုတဖြည်းဖြည်းချင်းဆောင်းလိုက်ပြီးတော့ကိုအောင်လမ်းကြည့်တယ်။ပြီးတော့လက်တစ်ဖက်ကိုမြှောက်လိုက်ပြီးတော့ကိုအောင်ရဲ့ကားအနောက်ဘက်စီကိုညွှန်ပြတယ်။မန္တလေးဘက်ကိုကိုအောင်ကလက်မကြည့်ရဘူး။ဒါပေမဲ့သူမကအရေးတကြီးတစ်ခုခုကိုပြောချင်နေတယ်လို့မျိုးထပ်ပြီးတော့ညွှန်ပြတယ်။နောက်ဆုံးတော့ကိုအောင်လှည့်ကြည့်လိုက်မိတယ်။သူ့ကားရဲ့နောက်ဘက်မီတာ40လောက်မှာကားတစ်စီးမှောင်ထဲမှာမလို့ကားရထားတဲ့အခါသူမမြင်ခဲ့တာ။အဲ့ဒီကားရဲ့ရှေ့မီးလေးတွေကတစ်ဖြက်ဖြက်လင်းနေတယ်။ကားကလမ်းဘေးရေမြောင်တဝက်လောက်ရောက်နေတာ။ကိုအောင်ကအဲ့ဒီကားစီကိုပြေးသွားလိုက်တယ်။ကားထဲမှာလူတစ်ယောက်အသက်40ကျော်လောက်စထရီယာနေပေါ်မှာမှောက်နေတယ်။အင်ဂျင်ကတော့လဲနေတော့ပဲ။ကိုအောင်ကချက်ချင်းတကားဖွင့်ပြီးကြည့်လိုက်တော့အဲ့ဒီလူကအသက်ရှူနေတော့ပဲ။သူ999ကိုဖုန်းဆက်ပြီးတော့လူနာတင်ကားခေါ်လိုက်တယ်။လူနာတင်ကားရောက်လာတဲ့အချိန်မှာစေးတက်သားတွေကပြောတယ်။သူနှလုံးခုန်မှန်မနေဘဲနဲ့ကားမောင်းနေနဲ့တတိလက်သွားတာတဲ့။ကားကဒီတိုင်းဆက်သွားနေဒါမှမဟုတ်ဘသူနဲ့မှမတွေ့ဒီလိုသေသွားမှာတဲ့။တော်သေးတာမို့တယောက်ယောက်ကသူ့ကိုတွေ့လို့ဆိုပြီးတော့စေးတက်သားပြန်ပြောတယ်။ကိုအောင်ကလမ်းမှာတခုခုမြင်လို့ကျွန်တော်ကကားရက်လိုက်တာစင်းကြီးတော့မှဒီကောက်တွေ့တာဆိုပြီးတော့ပြန်ပြောလိုက်တယ်။လူနာတင်ကားထွက်သွားတဲ့အချိန်မှာကိုအောင်ကသူ့ကားစီကိုပြန်လျှောက်လာခဲ့တယ်။သူစိုးစိုးကအမျိုးသမီးရက်နေတဲ့နေရာကိုလှမ်းကြည့်လိုက်တယ်။လမ်းမပေါ်မှာဘယ်သူမှရှိမနေတော့ဘူး။သူမဘယ်ချိန်ကထွက်သွားလဲသူမသိလိုက်ဘူး။
သူလမ်းမကြီးပေါ်ဖုန်နေကြတဲ့မှာသူမရဲ့ခြေရာတွေကိုမြင်နေရပေမဲ့သူမရက်ခဲ့တဲ့နေရာမှာတော့ဘာခြေရာမှမရှိဘူးကိုအောင်ခဏလောက်ငြိမ်ပြီးတော့ကြည့်နေလိုက်တယ်ပြီးတော့ကားပေါ်ပြန်တက်တယ်နောက်ကြီးမှန်တယ်ကိုကြည့်လိုက်တော့သူ့ရဲ့ကားအနောက်ဘက်မှာမလန့်မကန့်အဖြူအောင်ရေးတစ်ခုကရက်နေတော့မယ်သူ3စက္ကန့်လောက်ကြည့်ပြီးတော့ကားကိုမောင်းထွက်ခဲ့လိုက်တော့တယ်မိုင်းတိုင်း90ကျော်တဲ့အထိသူနောက်ကြည့်မှထပ်ပြီးတော့မကြည့်ရတော့သူရန်ကုန်မနက်9:40မှာရောက်တယ်အိမ်ပြန်ရောက်တော့သူ့မိမမုံငန်းချက်နေတယ်ရှင်းမျက်နှာတစ်မျိုးပဲလမ်းမှာတကူဖြစ်လာတာကိုအောင်ကလမ်းမှာလူတစ်ယောက်ကူညီခဲ့ရတယ်ကားမောင်းရင်းနဲ့တတိလစ်နေလို့လူနာတင်ကခေါ်ပေးခဲ့တယ်လို့ပဲသူပြန်ပြောလိုက်တယ်သူစဉ်းစားနေမိတာသူမှသာလမ်းအလယ်မှာပိတ်မြက်ထားရင်သူကရက်ဖြစ်မှာမဟုတ်ဘူးသူကမရက်ဖြစ်ရင်အဲ့ဒီလူသူတွေ့မှာမဟုတ်ဘူးဆိုပြီးတော့သူတွေးနေမိခဲ့တယ်နောက်2ပတ်လောက်ကြာမှနေပြီးတော့နားနေဆောင်တစ်ခုမှာကိုအောင်ကဒီအကြောင်းခြားကားသမားတွေကိုပြောပြဖြစ်တယ်သူပြောပြပြီးတော့အားလုံးကငြိမ်သွားကြတယ်အဲ့ဒီမှာအသက်60ကျော်ဝိုင်းကားသမားကြီးတူကပြောပြတယ်သူမကငါကားမောင်းကလေးကရှိနေတာစီကံကတော့ကားမရက်နဲ့ပေါ့ဒါပေမဲ့အဲ့ဒီစီကံကကြောက်တဲ့လူတွေထုတ်ထားတာပါကြောက်စိတ်ကစီကံအမှားတွေဖြစ်စေတတ်တယ်ငါတင်တာကတော့သူမကလူတွေကိုဒုက္ခပေးဖို့စောင့်နေရမှာမဟုတ်ဘူးသူမကဒီလမ်းမှာတကူဖြစ်ခဲ့လို့ဒီကနေမထွက်သွားနိုင်ရပြီးတော့ तू ကဘာလို့ကားသမားတွေကိုကားရက်ခိုင်းတာလဲဆိုရင်ဦးတင်မောင်ကစကားကိုမဆုံးသေးဘူးဒါပေမဲ့အားလုံးကနားလည်လိုက်ကြတယ်သူမဘသူမှရံမပေးခဲ့လို့ပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာဒီမိုင်းတိုင်း44မှာပဲသူမတခုဖြစ်ခဲ့တော့ဘသူမှကားရက်မပေးခဲ့လို့အခုတော့သူမလူတွေကိုကားရက်ပေးခိုင်းနေတာဒုက္ခပေးဖို့မဟုတ်ဘူးသူမအတွက်ဘသူမှမလုပ်ပေးခဲ့တဲ့အရာကိုတခြားသူတွေအတွက်လုပ်ပေးဖို့သူမတောင်းဆိုနေတာဇလန်းလေးကတော့ဒါပါပဲဗျာတင်းရဲကခင်ဗျားတို့ကိုချောင်းလန့်ကျင်နေရတော့မဟုတ်ပါဘူးဗျာတချို့ကလမ်းမပေါ်မှာရက်နေကြတာအဲ့ဒီလမ်းမပေါ်မှာသူတို့တွေကအစွတ်ပစ်ခံခဲ့ရလို့ပါသူတို့လိုချင်တာတခုကတော့တစုံတယောက်ကားရက်ပြီးအမှောင်လူထဲမှာရှိနေတဲ့အရာတွေကိုတတိပြုမိသွားဖို့ပါပဲ